ဒီနေ့မနေ့ကျွန်မစာအုပ်ဖတ်နေရင်းနဲ့ပေါ့နော်အတွေ့အကြုံတစ်ခုဝင်လာတယ်အဲ့ဒါပါတယ်ဆိုတော့ကျွန်မအနေနဲ့ဒါဖူးတိုင်းကျော်လှုပ်တုံးကအချိန်လေးတွေကိုပြန်ပြီးတော့မှတွေးပြတယ်ပေါ့နော်အရင်တော့ဖူးတိုင်းကျော်လှုပ်တဲ့အချိန်နဲ့အခုလက်ရှိအချိန်နဲ့ဘာတွေကွာခြားသွားလဲဆိုတဲ့အရာလေးကိုပြန်ပြီးတော့မှကွာနဲ့ကိုပြန်ပြီး refresh လုပ်မိတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်ဒါ Sunday နေ့ဖြစ်တယ်အရင်တော့ကကျွန်မဖူးတိုင်းကျော်လှုပ်တုံးကဆိုလို့ရှိရင် Sunday နေ့ဆိုလို့ရှိရင်ဒါမနေ့9နာရီကနေည9နာရီအထိပေါ့နော်ဒီကျွန်မရဲ့ duty ချိန်မှာဆိုလို့ရှိရင်အသက်ကုန်ပေါ့နော်တနေ့ကုန်လုံး rush ဖြစ်နေရတာပေါ့နော်မိုးလင်းကမိုးချုပ်ပြေးလွှာပြီးတော့မှအလုပ်ရှုပ်နေရတာဖြစ်တယ်ပေါ့နော်ကျွန်မကဒီတီးတာမှာလုပ်တဲ့ next တယောက်ဖြစ်တဲ့အချိန်ဆိုတဲ့ခါကျတော့ဒီရုံးပရက်တွေဆိုလို့ရှိရင်ပို့ပြီးတော့မှအလုပ်ရှုပ်တယ်ပေါ့နော်ကျွန်မကကျတော့ဒီအပြင်က private hospital တွေမှာလုပ်တာဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒါရုံးပရက်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့မှအလုပ်အရမ်းများတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ Sunday နေ့တိုင်းပေါ့နော် Sunday နေ့တို့တို့ Saturday နေ့တို့ဆိုရှင်ပို့ပြီးတော့မှအလုပ်ရှုပ်တာဖြစ်တယ်ပေါ့နော်ထမင်းစားချိန်တောင်ထမင်းတောင်ဘလို့ဝင်တာမှမတိတဲ့အရက်တွေအများကြီးဖြစ်ခဲ့ရတာပေါ့နော်အဲဆိုတော့ဒီနေ့လေ Sunday နေ့ပဲဒီနေ့မှာတော့ကျွန်မအနေနဲ့အေးစစ်စစ်လေးပဲပေါ့နော် coffee လေးတောက်ရင်းနဲ့စာအုပ်လေးဖတ်ပြီးတော့မှဒီတရက်တာကိုဒါစတင်နိုင်တယ်ဆိုတဲ့အရာလေးကိုပြန်ပြီးတော့မှစဉ်းစားကြည့်ခဲ့တဲ့အချိန်မှာပေါ့နော်အခုအချိန်မှာပြန်စဉ်းစားကြည့်ရင်ကိုဖြစ်ချင်တဲ့အရာတွေအားလုံးဖြစ်နေပြီလားဆိုတော့လေအကုန်လုံးတော့မဖြစ်သေးပါဘူးပေါ့နော်ကြိုးစားနေစေဖြစ်တယ်တို့ပေမဲ့တချို့အရာလေးတွေအခုဆိုလို့ရှိရင်ဒါအေးအေးဆေးဆေးလေးနဲ့ကိုယ့်ရဲ့တရက်တာကိုစတင်နိုင်တယ်အရင်ကလို rush မဖြစ်တော့ဘူးပေါ့နော်ဒါလည်းကျမဘဝမှာရရှိတယ်အကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်တယ်ပေါ့နော်အောင်မြင်မှုအကြီးတော့မရရှိသေးပေမဲ့လည်းပဲဒီအရာတိတိလေးတွေကိုကျမတဖြည်းဖြည်းနဲ့စတင်ပိုင်ဆိုင်လာပြီဖြစ်တယ်ဆိုတဲ့အရာလေးကိုကိုယ်တတိထားမိတယ်ပေါ့နော်ဒီလိုအရာလေးတွေကိုကိုကစပြီးတော့မှပိုင်ဆိုင်လာတယ်ဆိုတဲ့အရာလေးဒါကျမအတွက်ပြောင်းလဲမှုတစ်ခုကိုကျွန်မ action ယူခဲ့တဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်ပေါ့နော်ကျွန်မ decision တစ်ခုချခဲ့ပြီးတော့မှဒီအရာကို action ယူခဲ့တဲ့အတွက်ကြောင့်မို့လို့အခုကျွန်မရဲ့ကိုအချိန်ကိုပိုင်ပြီးတော့မှဒီလိုအေးစစ်စစ်လေးနေထိုင်နိုင်တာဖြစ်တယ်ပေါ့နော်မဟုတ်လို့ရှိရင်ကြတော့အရင်တုန်းကလိုပဲကျွန်မဒီပေါ့နော်မိုးလင်းမိုးချုပ်ဒီပေါ့နော်အသက်ကုန် run နေရတယ်ဒီပေါ့နော် circle ထဲမှာပဲကျွန်မတစ်ချိန်လုံးဒီ repeat and repeat ပေါ့နော်တစ်ချိန်လုံးလှုပ်နေရမှာဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ဒါကျွန်မကိုယ်တိုင်ကျွန်မပေါ့နော်အရင်တုန်းကဒီ business opportunity ကိုတွေးတဲ့အချိန်မှာဒါအရှင်ယူပြီးစတင်ခဲ့တဲ့အရာကိုဒါအရန်ကိုမောက်ကနေကိုကျေးဇူးလေးတင်တယ်ဆိုတဲ့အရာလေးကိုပြန်ပြီးတော့မှ reflect လုပ်မိတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့မိတ်ဆွေတို့အနေနဲ့ရောအခုလက်ရှိမှာဒါကိုယ့်ရဲ့ life ကကိုလိုချင်တဲ့ပုံစံကိုပေါ့နော်တိုးတဲလေးမပြောင်းနိုင်သေးဘူးဆိုလို့ရှိရင်တောင်ပေါ့နော်ကျမတို့လိုချင်တဲ့ပုံစံစီကိုတဖြည်းဖြည်းချင်းနဲ့ပြောင်းသွားဖို့ choice လုပ်သွားဖို့ဒါအရင်အရေးကြီးတာဖြစ်တယ်ပေါ့နော်ကျမတို့လိုချင်တဲ့ end result ကိုတော့တခါတည်းတော့တမ်းမရဘူးပေါ့နော်တိုးပေမဲ့လည်းပဲဖြည်းဖြည်းချင်းစီအရှင်တတေးလေးတွေကျမတို့လိုချင်တဲ့ဒီပန်းတိုင်ကိုသွားတဲ့နေရာကိုသွားမယ်လမ်းကြောင်းပေါ်ကိုကျမတို့ရဲ့ရွေးချယ်မှုတွေကိုဖြည်းဖြည်းချင်းစီဒါလောက်သွားမယ်ပြောင်းလဲသွားမယ်ဆိုလို့ရှိရင်ကျမတို့လိုချင်တဲ့နောက်ဆုံး end result ကိုဒါလူတိုင်းရရှိမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုပေါ့နော်ကျမတွေးမိတာဖြစ်တယ်ပေါ့နော်ဒါလေးကိုအားလုံးကို share လုပ်ပေးချင်တာဖြစ်တယ်အဲ့ဒါဆိုတော့ဒါပေါ့နော်ကိုအနေနဲ့ကဒါလက်ရှိမှာပေါ့နော်ဖူတိုင်းကျော်လှုပ်ရင်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်တခြားစီးပွားရေးတစ်ခုလှုပ်ရင်းနဲ့ပဲဖြစ်ဖြစ်ဒါကိုလိုချင်တဲ့ဒီလိုကိုအချိန်ကိုကိုပိုင်ပြီးတော့မှာပေါ့နော်အေးအေးဆေးဆေးလေးနဲ့ဒီလို freedom lifestyle ကိုတည်ဆောက်ခြင်းနဲ့အနာဂတ်အတွက်ကိုတွေးပြီးတော့မှစီးပွားရေးတစ်ခုကိုစတင်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲဒါကျွန်မတို့ဒီ business နဲ့ပတ်သက်ပြီးတော့မှမေးမြန်းလို့ရတယ်ဆိုတဲ့အရာလေးကိုအားလုံးကိုပြပြပေးခြင်းနဲ့ကျွန်မကိုယ်တိုင်က mentor တယောက်အနေနဲ့အကောင်းဆုံးကူညီပေးတော့မှာဖြစ်ပါတယ်ဒါပေါ့နော်အခုဆိုလို့ရှိရင်ကျွန်မကိုအချိန်ကိုကိုပိုင်ပြီးတော့မှဒါလိုအေးစစ်စစ်လေးဖြတ်တန်းနိုင်တယ်ဆိုတဲ့ဟာကဒါဒီကျွန်မလည်းဒီ business opportunity ကိုတွေးတဲ့အချိန်မှာစိုးရိမ်စိတ်တွေကြောက်စိတ်တွေများစွာရှိပေမဲ့လည်းပဲကျွန်မအနေနဲ့ ဘယ်လိုခေါ်မလဲ action ယူဖို့အတွက်ကျွန်မဆုံးဖြတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီလိုပေါ့နော်ဖြည်းဖြည်းချင်းစီကိုလိုချင်တဲ့အရာလေးတွေကိုစတင်အကောင့်ထဲပေါ်နိုင်တယ်ဆိုတဲ့အရာလေးကိုအားလုံးကိုအကြံပေးပြောပြပေးချင်တာဖြစ်ပါတယ်ဟုတ်အဲ့ဆိုတော့ကြည့်ရှုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တယ်အားလုံးဘိုင်ဘိုင်ပါ